မင်းငါမျက်နှာကိုလာမကြည့်နဲ့ငါကဒုက္ခိတပဲမင်းအတွက်လည်းအနာဂတ်ရှိမှာမဟုတ်ဘူးရှင်ရှင့်ခြေထောက်တွေမကောင်းတာကျမတကယ်ပဲစိတ်မရှိပါဘူးကျမကိုရှင့်မျက်နှာလေးတစ်ချက်လောက်တော့ကြည့်ခွင့်ပေးပါဦးနော်ဟက်မင်းကစိတ်မရှိပေမဲ့ငါကစိတ်ရှိတယ်ဗျမင်းလိုရုပ်ဆိုးမောက်ကိုကြည့်ဖို့ငါမှအစီအစဉ်မရှိဘူးသွားအပြင်ထွက်တော့ဟေ့လူခဏလေးခဏခမားအိမ်ကဒီနားမှာလားကျွန်တော်ကိုခဏလောက်အထဲပေးဝင်ပါဗျာရန်သူတွေလိုက်နေလို့ဟင်းဘသူလဲဟာမရဘူးလေရှင်ကဘသူမှန်းမှမသိတာကျမအိမ်ထဲကိုတော့ပေးမဝင်နိုင်ဘူးရှူးတိတ်တိတ်နေအားကျွန်တော်လက်မောင်းသွေးတွေထွက်နေပြီဟဲရှင်တန်ရာရထားတာပဲကဲလာအိမ်ထဲမြန်မြန်ဝင်ကျမဈေးထည့်ပေးမယ်အာဖြည်းဖြည်းလောက်ပါဗျခမားကမိန်းကလေးဖြစ်ပြီးလက်ကျန်းလာကြည်လားအပိုးတွေပြောမနေနဲ့ဦးရှင်ကသာဘာလို့ရန်သူတွေနဲ့လုံးထွေးပြီးတန်ရာတွေဗရာပွားနဲ့ဖြစ်လာရတာလဲပြီးတော့ရှင့်အကိုမင်းခန့်ကရောဘယ်မှာလဲရှင်ကသူ့ဝမ်းကွဲဆိုတော့သူရောနေကောင်းရဲ့လားဟမ်သူကအိမ်မှာပဲပေါ့ဒါနဲ့ခမားကရောဘာလို့ဒီလောက်ရုပ်ဆိုးအောင်ပြင်ထားရတာလဲကြည့်ရတာတမျိုးကြီးပဲရှင်နဲ့ဘာဆိုင်လဲကျမရုပ်ဆိုးတာရှင်ကိုသွားထိခိုက်လို့လားရှင်အကိုမင်းခန့်တောင်ကျမကိုရုပ်ဆိုးလို့ဆိုပြီးမျက်နှာချင်းတောင်မဆိုင်ဘူးရှင်လည်းအတူတူပဲမလားမမဒီဖောက်တီကိုအစဉ်ပြေအောင်ပြောပေးလိုက်ရင်ပြီးပြီပဲဟာကိုဖောက်တီဟာညီမလေးကရုပ်ကတော့စိုးသားပဲကဲဒီခွက်ကိုကုံအောင်တောက်လိုက်စမ်းမလုပ်ပါနဲ့ဖယ်ကြပါဦးမေဟင်းဒါခမားကမေဒီအမဲဆက်တွေကမိတ်ကပ်တွေလားခမားကတကယ်တော့အရန်လှတာပဲငါဘာတွေပြောခဲ့မိတာလဲငါမိမမေကဒီလောက်လှနေတာဘူးငါကနှိမ့်ဆက်ခဲ့မိတာပဲရှင်ဘာတွေပြောနေတာလဲသွားကျမကိုရုပ်ဆိုးမလို့ပဲခေါ်ပါအဲ့ဒါမှအားလုံးစိတ်ချမ်းသာမှမဟုတ်တော့ဘူးမေဘသူမှမင်းကိုထပ်ပြီးနှိမ့်ဆက်ခွင့်မပေးတော့ဘူးကိုမင်းကိုအမြဲတမ်းကာကွယ်ပေးတော့မယ်